Hello ညီမနာမည်ဘယ်လိုလဲ ညီမနာမည်ကခင်သေးသွင်းအခုနာမည်ရော ကိုထွားတဲ့ ကိုထွန်းနာမည်ချစ်စရာလေးတော့ တန်လေးလည်းချစ်စရာလေးလူတွေ့ရင်ပိုချစ်စရာကောင်းမှာဟိုညီမနဲ့ကိုနဲ့တနေရာမှာတွေ့ရအောင်နော် အခုတော့မင်းနေ ကိုတော့ဘောပဲဟိုအမတမ်းမှာပျော်စရာကောင်းတဲ့ကြည်နူးစရာကောင်းတဲ့တနေရာပေါ့လာခဲ့နော် ဒီနေရာလေးလို့ ကန်တော်ကြီးညော်စင်ကျွန်း Okay see you bye bye ဘယ်ဘယ်မလူလာဘောလေခင်းလေးတွေရောက်ပြီလားတော်တော်လေးရောက်ပြီ မကြောက်လား တော်တွေ့ချင်လာပြီ ဟုတ်အဲ့ဆိုကိုထွန်းကဘာရောင်လေးဝတ်ထားလဲ ဒီအချီရတင်ကြတော့အဖြူရောင်နဲ့ချစ်တော့ ကိုကြီးကတိုင်းရောင်လေးဝတ်ထား ပန်းရောင်နေဦးပန်းရောင်ရှာဦးမယ်အများကြီးကြားတယ်ပန်းရောင်ဘယ်နားလေးမှာတော့ မလေးခံပြထားတယ် Okay အေးရှာမယ်အဲ့ဒါခင်သေးတွေ ဟုတ်ပါဘူး အတဲတဲလေးလည်းမဟုတ်ဘူးအကြီးကြီးခင်သေးတွေအကြီးကြီးကြွားလိုက်တာအဲစတုံးကြီးမို့မိုက်ပြေပြဝစ်ထားတာလေဟောလိုက်တာမြမလူမျိုးမဟုတ်ရဲ့လားတွေ့သမျှလူတွေငေးလေးလောက်စရာမစက်တဲ့ဒီဆွေးနေတာပြောရပါလေအာရောနာအမလေးပြကြောက်စရာအချီကြီးပဲ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 ဟိုရှိကလည်းကြည့်အေးဟိုနောက်ကလည်းကြည့်အေးကားမဆိုမာစီဒီလူမဆိုဖက်တီတို့ကြိုက်တာကအချီကြီးကြီးကျင်တဲ့လောက်ကြီးကြီးကျင်တဲ့လောက်ကြီးအချီကြီးကြိုက်လို့ယူမိပါတယ်ညဆိုထားဟောက်သေးကပေါက်နဲ့ပြင်းတို့ထားစားလင်းကိုနေသွားအိမ်တိုင်းရှောက်လေအတင်းပြပြောတယ်အချီကြီးယူတာမှားပါတယ်ပြောတော့အချီကြီးစားတော့များကြီးပေါက်ပြထူတယ်အချီကြီးပဲ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 ပြောသမျှအရာဟာကြီးလိုက်တာကဘာကြီးတဲ့ကြီးနေတာအချီကြီးပဲ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 ရာကြီးကနဲ့လာပြီးမညာနဲ့အကောင်ကြီးမိရှင်းရွှေတူကြီးနဲ့ခမ်းပန်းလုံးပြီးရှိသမျှထုတ်တာမုတ်ပတ်တော့တာရှိသမျှထုတ်တော့လူပတ်တော့တာကိုလေးလက်တင်နာဖင်းတူရှင်တူအကောင်အတုနဲ့တကောလုံးပေါင်းတင်လှကျင်လို့လေရှေ့ခွဲနောက်ခွဲအကောင်ခွဲနဲ့လူကြားထဲမှာကြော်ညာလာလားမြမပြီဆိုတာမင်းမင်းနေလားမိဘမျက်နှာအုံးမတော့နဲ့ဝတ်သူမရှက်မြင်းသူရှက်ကမြင်လဲရတာအကြီးကြီးပဲတွေးလဲရတာအကြီးကြီးပဲပြောလိုက်ရင်လဲအကြီးကြီးပ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 ဲ